တွေအကုန်လုံးကတော့ premium ဆန်တယ်အဲ့ထဲမှာကျွန်တော်သဘောမကျတဲ့ plastic အသားတော့ဒီအောက်ကပေါ့ဒီအောက်အသားကျွန်တော်ဒီလိုခောက်ကြည့်လိုက်မယ်ဆိုရင်အရန်ချစ်ပြီးဖြစ်လွန်းတယ်နည်းနည်းဟိုအပေါ်သားဆန်နဲ့ဒီဇိုင်းမျိုးဖြစ်နေတယ်ပေါ့ဒီအတန်တွေဘာတွေကကြတော့အဲ့တခုတော့မကြိုက်ဘူးပြီးရင်ဒီကောင်းရဲ့ lip ကလည်း100မှုရမယ်100မှုသုံးလို့ရမယ်ဒီကောင်းဒီဇိုင်းပိုင်းကဆိုရင်ဒီလုပ်ပေးထားတဲ့ဒီနောက်ကဒီပေါင်လေးတွေကဆိုရင်လည်းမြင်ဆန်းတယ်ပုံစံတစ်တစ်မျိုးဖြစ်တယ်ပေါ့အရင်တော့ Acer Nitro 15နဲ့မတူတော့ဘူးပေါ့နော်ဒီဇိုင်းတော့ပြောင်းသွားတယ်ပြီးရင်ဒီကောင်းရဲ့ specification လေးတွေကျွန်တော်ချက်ပြောပြမယ်ဒီကောင်ကလာတာကြတော့ AMD Ryzen 7နဲ့လာမယ် Ryzen 5နဲ့လာမယ်အခုဒီကျွန်တော်လက်ထက်မှာရောက်နေတဲ့ unit ကတော့ Ryzen 5အဲ့ဒါအောင်မှ9640 series နဲ့ရမယ်ဗျဒီကောင်လေးကပြီးရင်ဒီကောင်လေးရဲ့ specification က RAM အနေနဲ့ဆိုရင် RAM 16ကိုမှ DDR5 နဲ့ရမယ်9600 speed နဲ့ရမယ်ဗျ SSD အနေနဲ့ကတော့ NVMe ကိုမှ 512GB နဲ့ရမယ် graphics ဆိုရင်တော့သူက Nvidia GeForce RTX ကိုမှ4050ကို 6GB နဲ့ရမယ်ခင်ဗျဒါသူထဲမှာပါဝင်တဲ့ specification ပေါ့သူရဲ့အဓိကကတော့ဒီ screen refresh rate ကဘယ်လောက်လဲဆိုရင်ဒီကောင်165Hz ထိရမယ် 165Hz ကိုမှသူ့ရဲ့ display က9020 1080မဟုတ်ဘဲနဲ့9020ကိုမှ1200ဖြစ်သွားမယ်ဗျအဲ့တော့90 Full HD တက်နည်းနည်းလေးပုံမြင့်တယ်လို့ပြောလို့ရပါပေါ့ပြီးတော့သူ့ရဲ့အဓိကအကောင်းဆုံးတစ်ချက်လို့တော့ပြောလို့ရတဲ့ဟာကတော့သူ့ရဲ့ fan system ပဲသူ့ရဲ့ fan ကကြတော့ကို usage လုပ်နေတဲ့ပုံမူတည်ပြီးတော့ fan auto adjust လုပ်ပေးလို့ရ auto adjust လုပ်ပေးတယ်ပြီးရင်ကိုယ့်အကိုလည်း fan level ကို customize လုပ်ထားလို့ရတယ်ဒါသူ့ရဲ့အားသာချက်တွေပေါ့ပြီးတော့ဒီကောင်ရဲ့ battery ဆိုရင်လည်း battery ကသူ့ရဲ့ megawatt hour ကို9000အထိပါတယ်အဲ့အတွက် battery ကတော့တော်တော်ကြီးတယ် battery ကြီးတဲ့အတွက်လည်း weight က 2.7 kg လောက်ထိဖြစ်သွားတယ်အဲ့တော့ဟိုအထိုင်သုံးတဲ့လူတွေအတွက်တော့ပိုအဆင်ပြေတာပေါ့တဲသွားတဲလာအတွက်ကြတော့နည်းနည်းမို့တော်တော်လေးတဲ့ထဲမှာတော့ပါတယ်ခင်ဗျပြီးရင်သူ့မှာပါဝင်တဲ့ port တွေအနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီဘက်မှာကြည့်မယ်ဆိုရင် LAN တစ်ပေါက်ပါမယ် USB တစ်ပေါက်ပါမယ် SD card တစ်ပေါက်ပါမယ် 3.5mm jack တစ်ပေါက်ပါမယ်ခင်ဗျဒီဘက်မှာဆိုရင်လည်း USB Type A ကိုမှနှစ်ပေါက်ပါပေးမယ်ပြီးရင်အဲ့နှစ်ပေါက်အပြင်ကိုမှနှစ်ဖက်စလုံးမှာလေထွက်မယ် fan ပေါက်နှစ်ပေါက်ပါမယ်ပေါ့သူ့ရဲ့ဒီ charging တို့ဘာလို့ကြတော့ဒီနောက်မှာပါမယ်နောက်မှာဆိုရင်လည်း charging ပေါက်တော့ပါမယ် HDMI ပါမယ် Type C နှစ်ပေါက်ပါမယ်ခင်ဗျဒါတော့သူ့မှာပါတဲ့ port တွေပေါ့နော်အဓိကဒီ gaming laptop ဖြစ်တဲ့အတွက်ဒီကောင်းရဲ့ weight ကတော့လေးမယ်အထိုင်သုံးတဲ့လူတွေအတွက်တော့အဆင်ပြေမယ်ဒီကျွန်တော်တို့ design သမားတွေ creative လုပ်ချင်တဲ့သမားတွေတော့ design ကောင်းဆွဲကျင်တဲ့အထိုင်အစ်သုံးမယ်ဆိုတော့ဒီ laptop ရွေးချယ်တင်တယ်ဗျပြီးတော့ဈေးတန်းကလည်း mid range level ဖြစ်တဲ့အတွက်အရင် high price တော့မဟုတ်ဘူးဗျာဒီ340ဝန်းကျင်မှာဆိုရင်တော့ဒီ RTX 4050 6GB လောက်ရတယ်ဆိုတော့ဒါ mid range level ဈေးနှုန်းလို့တော့ပြောလို့ရတယ်ခင်ဗျပြီးတော့သူ့ရဲ့ keyboard တစ်ခုသူ့ရဲ့ keyboard ကတော့ RGB နဲ့တော့ရမှာမဟုတ်ဘူးသူ့ရဲ့ Acer Nitro ရဲ့ tin ဖြစ်တဲ့ဒီ orange အရောင်လေးပဲရမယ်လိမ္မော်ရောင်တစ်မျိုးပဲပါမယ်ပေါ့ဒီ trackpad တွေဘာတွေကြတော့လဲအရင်ဟို premium ဆန်နဲ့ခံစားချက်မျိုးတော့မရဘူးဒါတွေကတော့ပုံမှန်ပဲ keyboard တွေကနှိပ်ရတာ